အားလုံးပဲခဏလောက်ရက်ကြည့်ပေးကြပါအောင် Planaria လို့ခေါ်တဲ့ရေစရာကောင်းတဲ့မျက်နှာပေါင်းတဲ့ဒီတန်ကောင်းလေးကိုလုံးဝရှော့မတွက်လိုက်ပါနဲ့ဘာလို့လဲဆိုတော့ဒီသက်တော်ပါလေးကတကယ်ကိုမတိလိုက်တဲ့မျိုးစစ်အစစ်တမန်ဖြစ်နေလို့ပါပဲပထမဆုံးရှုပ်ဝက်ချက်ကတော့ဒီကောင်လေးဟာတိရိစ္ဆာန်လောကရဲ့တပူပဲချက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကိုအပိုင်းပိုင်းဖြတ်တောက်လို့ရပါတယ်နှစ်ပိုင်းနဲ့တင်မဟုတ်ဘူးနော်သူ့ကိုအပိုင်းအစအသေးလေးပေါင်း296ပိုင်းအထိဖြတ်တောက်ခဲ့တဲ့စမ်းသပ်မှုတစ်ခုရှိခဲ့ပူပါတယ်အဲ့ဒီအပိုင်းအစားတိုင်းကနေအကောင်အစ်စ်တွေပြန်ထွက်လာတယ်ဆိုတာယုံနိုင်စရာတော့မရှိပါဘူးတကယ်ကိုတတ်လို့မသေးတဲ့အကောင်ပါပဲဒုတိယရှုပ်ဝက်ချက်ကတော့ပိုပြီးတော့အန်တော်ဖို့ကောင်းပါတယ်ဒီသက်တော်လေးကချက်ကနေတစ်စင်အစားစားတာပါဟုတ်ပါတယ်နားမကြပါဘူးသူ့ရဲ့ပါဆတ်ကမျက်နှာမှာရှိနေတာမဟုတ်ပဲဘိုက်အလဲတဲမှာရှိနေတာပါအစားစားတဲ့အခါမှာအေလီယန်တွေလိုမျိုးပိုက်တစ်ခုထုတ်ပြီးတော့အစာကိုစုပ်ယူတတ်ပါတယ်နောက်ဆုံးနဲ့အကြောက်စရာအကောင်းဆုံးအချက်ကတော့သူကမှတ်ဉာဏ်တွေကိုခန္ဓာကိုယ်ထဲမှာတင်းစီထားတာပါပဲသူ့ရဲ့ခေါင်းကိုဖြတ်လိုက်လို့ခေါင်းအသစ်ပြန်ထွက်လာရင်တောင်အရင်ကလေ့ကျင့်ထားတဲ့လမ်းကြောင်းတွေကိုမှတ်မိနေပါသေးတယ်ဒါကိုဘယ်လိုမျိုးလှုပ်ဆောင်လိုက်လဲဆိုတာသိပ္ပံပညာရှင်တွေတောင်အခုထိအဖြေရှာမရသေးပါဘူးဒီလိုမျိုးစူပါဟီးရိုးအစွမ်းရှိတဲ့အကောင်လေးကိုတွေ့ချင်လေဆိုရင်တော့အရန်တန်ရှင်းတဲ့ရေထွက်ပင်ရင်းတွေမှာပဲတွားရှာလို့ရပါမယ်။ဘာလို့လဲဆိုတော့သူကအစင်တန်းမြင်ပြီးတော့တန်ရှင်းစင်ကြဲတဲ့ရေထဲမှာပဲနေတတ်လို့ပါပဲ။ဒီနေ့တော့ဆီယမပိုင်ထုံ